ချင်းကြီးလေးကိုကြီးဟာတဲ့ချစ်တော့ချင်းကြီးလေးဘာသာမတော့ခီးခောက်နေကြလေအိမ်မက်နေတာကြားလာအကိုင်းနဲ့တွေ့တော့အိမ်မက်တွေတကယ်ကိုလှပသွားစီရမယ်ဆရာတို့ဘာသုံးဆောင်လဲလဲခီးခောက်သွားကြောတပွဲရှေ့နော်ဘီယာတရားချင်းကြီးလေးဒီမှာစားနေအမြန်လုပ်ခဲ့ဟုတ်ကဲ့အေးအမြန်လေးလုပ်นี่ချင်းကြီးအဲ့မှာခေါ်လာစေပြလေးတလေးကို9000ပေးရအဲ့ဒါလေးကို9000အဲ့ဒါကြီးကြီးမကြီးမကြီးမီးသေးတာမြန်လာဟေးမင်းတို့ခရီးခေါ်ကြမပြီးသေးဘူးလားကွာဒီမှာချင်းကြီးလေးကစားနေပြီမီးရဒီနေ့မီးခဏခဏဝင်နေပါလားဘယ်တော့မပြီးသေးဘူးလားဘာလဲကြက်ကအကောင်မပေါက်သေးလို့လားကိုကြီးဘာဖြစ်လာလဲမီးနဲ့ထိုးမီကိုကြီးဆေးလိုက်တာမီးမလေးကျွန်တော်ခေါ်လာဆေးလိုက်ကမီးခဏခဏအကိုကြီးနဲ့တွေ့လို့ကတော့မီးသေးကိုသေးရမယ်ကြက်အကောင်ပေါက်သွားအေးစားချင်းကြီးလေးစားရချင်းကြီးလေးစားရချင်းဖះတော့ဟာပြေးသိမ်းကွာပြေးသိမ်းတလုံးတင်မတ်တာနဲ့သိမ်းနေပြေးသိမ်းဘာပတ်နေလဲတထေးဘာတထေးလဲဒီမှာဒီရလေရန်ကုန်မြို့မှာမအိပ်ရဟိုတယ်မရှိဘူးဘာပါခိုင်းနေကျောက်ကရန်ကုန်မြို့မှာအကောင်းဆုံးဟိုတယ်ဆောက်ဖို့ဟိုတယ်ကိုလိုက်နေလာတာသူကလုတ်တဲ့လက်ထောက်ဟာဒီကခါလို့ဒါမတော်ပြီလို့ဟာသမီးတက်မဟုတ်ပါဘူးတော်ပြီလို့ပြီးရပါလားတော်ရပါလားပြီးရပါလားဒီကမီးလောင်နေလို့လည်းပြတ်သွားတယ်ပြေးသိမ်းတာလုံးနဲ့မတ်တာနဲ့သိမ်းတာပြေးသိမ်းမှတ်တာဘာလို့ယူလာလဲဟဲ့ချစ်ကိုယူပြီးနေပါလေအောက်ဖေးတဖေးကြီးလေတော်ရတော့ပေါက်နေပြီလားဘီးပွင့်မင်းတို့ကလည်းမှားနေတယ်မင်းတို့ကမတောက်ပါနဲ့ကလူကိုရမ်းစကားပြောတယ်ဟုတ်ကျွန်တော်တောက်တယ်ကျွန်တော်တောက်ပါလေခုမှမင်းတို့တောက်ပါတောက်ပါလေချင်းကြီးလေးဟာအကိုကြီးတရားလုံးရှိတယ်အားလုံးမိတယ်ဟုတ်ပါချစ်ကိုရေးရှိတယ်သူကဘီလူဆိုင်ဘူး
မရှိပါနဲ့ဗျာ ရှင်းတော့ဟာ စိတ်မရှိချစ်ကိုကြီးဖြည်းဖြည်းမောင်းလေနောက်နေ့တွေမပြောလိုက်ရပဲနေအောင်မယ် ချင်းကြီးလေးကဘသူ့ကိုပြောနေတာအခုကားမောင်းနေတာချင်းကြီးလေးမဟုတ်ဘူးလား ဟဲဟာကိုကကားမနေရတော့ကိုမသိဘူးလား ဟမ်ဒီကားကိုမောင်းနေတာအကိုကြီးလား ဟုတ်တယ်ကိုကြီးကကိုကြီးမောင်းနေတာဒုက္ခပါပဲကဲကိုကြီးချင်းကြီးလေးမောင်းမယ်ချင်းကြီးလေးမောင်းမယ် ချင်းကြီးလေးမောင်းမယ်လားဟာမောင်းမြာချင်းကြီးလေးမောင်း အကူမောင်းလာ ချင်းကြီးလေးမောင်းလို့ရတော့လေမမငရဲပြေပဲမောင်းနော်အသေးလေးရှိပဲမောင်းအကိုကြီးကတော့လိုက်မယ်ဗျာလိုက်မယ်မောင်း ဟေးမောင်းလို့ကောက်လိုက်တာကိုကြီးဟာစက်တန်လေးကိုညက်နေတာပဲဗျာ ညီလေးကြရင်အပန်းယူသွား ဟာကိုကြီးတကယ်လားနော် နော်အယက်သမားစကားရင်မယော ကျေးဇူးတင်လိုက်တော့ကိုကြီးဟာကိုကြီးကျေးဇူးတင်လိုက်တာဒီလိုကားကအပိန်ရလေးပဲလို့လေအိမ်မက်ထဲမှာတော့မတွက်မိဘူးဗျာကိုကြီးဒီနေရာဆန်းလည်းမရှိဘူးပါပီတို့တယ်လီတို့အဲ့တဲ့နေရာမှာအဲ့နဲ့တက်အထဲမှာတော့လာတက်အထဲမှာအစီကတော့လုံးချလိုက်ကြပြီဗျာချက်အဲ့နော်နည်းနည်းပါကိုသိကလေးကိုထိမ့်ပါဦး ချင်းကြီးလေဟဲ့ဒီကောက်ကြရင်အပန်းယူတော့ ချစ်ခွေဒါမှနောက်တော့ကောင်းတာမဟုတ်ဘူးနော်မနောက်ဘူးနော်ချစ်ခွေ တော့မင်းရပဲကောင်း အဲ့ရဲကောင်းလို့ တော့ကဝါရရဆောက်တာ ချစ်ကောင်းလို့ ဟဲ့တော့လို့ပြောတယ် ချစ်ခွေတော့အောင်ရကြိုင်နေလားပြေးမလို့ချစ်ခွေ Thank you.